Stop. Did you touch that? တော်ဆန်းမင်းဒါကိုတွားထိလိုက်တာလားရေးကတော့သူ့ခေါင်းကိုပဲခါပြခဲ့ပါတယ်ဒါပေမဲ့ဒါကဘာလို့ဒီလောက်တောင်အနေအများနေရတာလဲဆိုပြီးသူမပြန်မေးခဲ့ပါတယ်ဒီလိုမေးခံရတဲ့အခါဆုံးမဆရာဝန်ကတော့ဒါဟာတာမန်မိုတတိုင်းကြီးတစ်ခုပဲဖြစ်တယ်လို့အရေးမဆိုင်တယ်လို့ဟန်ဆောင်ပြောဆိုပြီးရေးအနေနဲ့ဒီယာနဲ့ဝေးဝေးမှာပဲနေဖို့အတွက်ပြက်ပြက်သားသားသတိပေးခဲ့ပါတယ်ဒါပေမဲ့ဆရာဝန်ကိုယ်တိုင်လည်းလှည့်ထွက်မှာတော့အဲ့ဒီမိုတတိုင်းကြီးစီကိုထူဆန်းပြီးရှို့ဝက်ချက်အပြည့်နဲ့နောက်ဆုံးတစ်ချက်ပြန်ကြည့်သွားခဲ့ပါသေးတယ်နောက်တစ်စက္ကန့်မှာပဲအဲ့ဒီမိုမြင်မျက်နှာပြင်ပေါ်ကနေလူမျက်နှာတစ်ခုတဖြည်းဖြည်းချင်းပေါ်ထွက်လာခဲ့ပြီးအဲ့ဒီမျက်နှာကတခြားသူမဟုတ်ပါဘူးရေးရဲ့မျက်နှာပဲဖြစ်နေခဲ့ပါတယ်မကြခင်မှာပဲဆရာဝန်မကြီးဟာအဲ့ဒီမိုတတိုင်းကြီးအကြောင်းကိုအသေးစိတ်စတင်သူတေသနာပြုပါတော့တယ်သူမကမိုတရှုနမူနာကိုဓာတ်နဲ့လိဖြတ်ပြီးစစ်ဆေးလိုက်တဲ့အချိန်မှာတော့ထိတ်လန့်တုန်လှုပ်စရာကောင်းစွာပဲအထဲမှာပုံမှန်မဟုတ်တဲ့တက်ရှိဖွဲ့စည်းပုံတစ်ခုဟာတရိတ်တိတ်နဲ့ခုံလို့ရတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီနမူနာကိုတတိုင်းကြီးရဲ့အနည်းစီပြန်ယူသွားတဲ့အချိန်မှာတော့တတိုင်းမျက်နှာပြင်တစ်ခုလုံးဟာထိန်းချုပ်မရအောင်လိုင်းထလာပြီးအစိတ်လိုမျိုးအမဲရောင်အရည်တွေဟာဒေါ်မီပမာတေးဆက်ပြန့်နှံ့သွားခဲ့ပါတယ်ဒါဟာတစ်ခုခုကနေလမ်းပြီးတုတ်ပြန်လိုက်တဲ့ပုံစံမျိုးပါပဲတရက်မှာတော့တာဝန်တစ်ခုထမ်းဆောင်နေရင်ရေးတို့အဖွဲ့ဟာကာမာရီလာရန်သူတွေရဲ့ခြုံကိုတိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်ရေးရဲ့အသက်လူရမဲ့နောက်ဆုံးအချိန်အပိုင်းခြားမှာပဲသူမနဲ့အဖီကေးတို့ဟာလက်ချင်းခိုင်ခိုင်တွဲလိုက်ကြပြီးအဲ့ဒီအချိန်မှာပဲမကြုံစူးစူးအားကောင်းလုံးနဲ့အမဲရောင်စွမ်းအင်လိုင်းကြီးတစ်ခုဝုန်းကနေပောက်ကွဲထွက်လာခဲ့ပါတယ်အဲ့ဒီစွမ်းအင်တွေထိမှန်သွားတဲ့6သွေးတဲ့မြေတိုင်းပြင်ကြီးတစ်ခုလုံးဟာဒရင်ကတွင်းမှာပဲကြောက်မဖွယ်ကောင်းတဲ့မှုတိုင်းကြီးတွေချက်ချင်းပေါက်ရောက်ကုန်ပါတော့တယ်သူတို့နှစ်ယောက်ဟာစစ်စခန်းစီကိုအသက်လိုပြီးပြန်ပြေးနိုင်ခဲ့ကြပေမဲ့အဲ့ဒီစွမ်းအင်ပောက်ကွဲမှုရဲ့အဝင်းဝိုင်းဟာမိုင်ပေါင်းထောင်ကြီးထိကျေပြန့်သွားခဲ့တာကိုသိလိုက်ရပါတယ်လန်ခီးမှာလည်းသူတို့ဟာကာမာရီလာဖွဲ့ဝင်တယောက်နဲ့တိုးခဲ့ပါသေးတယ်ဒါပေမဲ့အဲ့ဒီလူဟာအခုဆိုရင်အမွေးဖြူဖြူတွေနဲ့မှုတွေတကူလုံးဖုံးလွှမ်းနေပြီးမှုမျိုးဦးတွေရှင်တန်ပေါက်ဖွားရာတက်ရှိအင်ရှင်တူဖြစ်နေခဲ့ပါပြီစခန်းကိုပြန်ရောက်တဲ့အခါမှာတော့ဗိုလ်ချုပ်ကြီးအော်ဒါနဲ့ဆရာဝန်မကြီးတို့ချက်ချင်းပဲကြားဝင်စစ်ဆေးပါတော့တယ်သူတို့ကအဲ့ဒီပောက်ကွဲမှုစွမ်းအားကိုနောက်တစ်ကြိမ်ပြန်လည်ထုတ်ဖော်ခိုင်းပေမဲ့ထူးဆန်းတာကရေးနဲ့အဖီကေးတို့ဘလို့ပဲစူးစမ်းအဲ့ဒီစွမ်းအားဟာပင်လယ်ထဲနစ်မြုပ်သွားတဲ့ကြောက်တုံးကြီးလိုမျိုးလုံးဝငြိမ်သက်နေခဲ့ပါတယ်ဒါကြောင့်မို့ဆရာဝန်မကြီးကလမ်းကြောင်းပြောင်းပြီးကူးဆက်ခံထားရတဲ့အဲ့ဒီရန်သူဝေါ်ကရဲ့ကြီးစီကိုပဲအာယုံပြောင်းလိုက်ပါတော့တယ်သူမကဝေါ်ကလာရဲ့မျက်လုံးထဲကနေမှုနမူနာကိုတိုက်ရိုက်ဆွဲထုတ်လိုက်တဲ့အချိန်မှာပဲအမဲရောင်စိတ်ရည်တွေပန်းထွက်လာပြီးဝေါ်ကလာရဲ့မျက်တွင်းကိုပိတ်ဆို့ပစ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့တတိမင်မျောနေတဲ့မှုလူသားကြီးရဲ့လက်ချောင်းထဲကနေရေးရဲ့အတန်ကြီးဟိမ့်ထွက်လာခဲ့ပါတော့တယ်ဒါကိုမြင်ပြီးစွန့်သွားတဲ့ဆရာဝန်မကြီးကကောင်မလေးကိုချက်ချင်းပဲအရေးပေါ်အသေးစိတ်ခွဲစိတ်စစ်ဆေးဖို့အတွက်သူ့ရဲ့လက်ထောက်ကိုဆင့်ခေါ်လိုက်ပါတယ်စစ်ဆေးချက်ရလက်တွေကိုမြင်ရတဲ့အခါမှာတော့လူတိုင်းကြောချမ်းသွားခဲ့ရပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီဝေါ်ကလာရဲ့ခန္ဓာကိုယ်ရင်းဖွဲ့စည်းပုံဟာစောစောကမိုတတိုင်းကြီးရဲ့တိဆောက်ပုံနဲ့ထပ်တူထပ်မျှတူညီနေလို့ပါပဲအဲ့ဒီတော့မှဆရာဝန်မကြီးလည်းရေးအစောပိုင်းကမိုတတိုင်းကြီးကိုတွားထိခဲ့မိတာကတဆင့်ဒီထူးဆန်းတဲ့အရာတွေနဲ့သူမကြားမှာစိတ်ချင်းဆက်နွယ်မှုတစ်ခုဖြစ်တည်သွားခဲ့ပြီဆိုတာကိုသဘောပေါက်သွားခဲ့ပါတယ်ဒါကိုအတီးပြုတ်ဖို့အတွက်သူမဟာကောင်မလေးနှစ်ယောက်ကိုမတခွဲခန်းထဲမှာပိတ်လောင်လိုက်ပါတော့တယ်ရေးကဘလို့ပဲတောင်းပန်ဆရာဝန်မကြီးကတော့ဂယုမဆိုင်ပဲအစိမ့်ငွေ့လွတ်တဲ့ဘာအိုဘာကိုရက်ဆက်ဖွင့်ချလိုက်ပါတော့တယ်မင်းသူ့ကိုတွားထိခဲ့တယ်အခုတော့မင်းအလဲပဲမင်းငါစီကနေခိုးယူသွားတဲ့ငါဘွားရဲ့မျက်ရည်တွေအတွက်ပြန်ပေးဆက်ရမယ်မင်းကစမ်းပြတဲ့မိစ္ဆာကောင်ပဲမင်းတည်ရမယ်အစိမ့်ငွေ့တွေကြောင့်အဖီကေးတယောက်မေးလဲကျသွားတဲ့အချိန်မှာတော့ရေးဟာတရေရှင်ရေးရုံးကန်ရမှုနဲ့အတူနောက်တစ်ကြိမ်စွမ်းအားတွေထပ်မံပေါက်ကွဲထွက်လာခဲ့ပါတယ်လေထုထဲမှာစလုံးပုံစံမှုစပိုးအကာအကွယ်တိုင်းကြီးတစ်ခုရုတ်တရက်ပေါ်ထွက်လာပြီးသူတို့ကိုအသက်ရှူချက်စေမဲ့အစိမ့်ငွေ့တွေရန်ကနေတေချာပေါက်ကာကွယ်ပေးလိုက်ပါတော့တယ်